မင်္ဂလာပါကျွန်တော်ရဲ့ PM Business Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ရပါတယ်ကျွန်တော်အနေနဲ့ဒီနေ့မှာတင်ဆက်ပေးတော့မယ့်ပွဲစဉ်ကတော့ဗုဒ္ဓနေ့ညမြန်မာစံတော်ချိန်ညနေ2 နာရီခွဲမှာရှင်ပြိုင်ကစားကြမယ့် Crystal Palace အတင်းနဲ့ Manchester United အတင်းတို့ရဲ့ Premier League ပွဲစဉ်ခွန်လက်ကျန်ပွဲတွေကိုပွဲကြို3တက်ချက်အနေနဲ့ရွေးချယ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Crystal Palace အတင်းရဲ့အကြောင်းအနေစတင်ရမယ်ဆိုရင် Crystal Palace အတင်းဟာပြီးခဲ့တဲ့ Premier League ပွဲစဉ်20မှာ Chelsea အတင်းကိုအဝေးကွင်းမှာတကူမရှိနဲ့ရှုံးနိမ့်ခဲ့သလိုပြိုင်ပွဲတော့နောက်ဆုံး9ပွဲကိုကြည့်မယ်ဆိုရင်လည်းတပွဲတာနိုင်ရရှိထားက4ပွဲအထိရှုံးနိမ့်ထားတဲ့အသင်းလည်းဖြစ်ပါတယ်။တစ်ဖက်က Manchester United အသင်းကတော့ပြီးခဲ့တဲ့ Premier League ပွဲစဉ်20မှာ Manchester Derby ပွဲစဉ်ကိုဆင်နွှဲခဲ့ရပြီးအိမ်ကွင်းမှာ Man City အသင်းကို2ဂိုး1ဂိုးနဲ့အနိုင်ရရှိကစိတ်သက်ပိုင်းအမြင့်ဆုံးကိုရောက်ရှိနေတဲ့အသင်းလည်းဖြစ်ပါတယ်။အခုဆိုရင် Man U အသင်းဟာပြိုင်ပွဲဆုံးမှာနိုင်ပွဲဆက်နေပြီး Premier League Champions ကိုစိန်ခေါ်ဖို့အတွက်အဆင့်1က Arsenal အသင်းနဲ့အဆင့်2က Man City အသင်းတို့ကိုအဓိကချိန်ချောက်လာနေတဲ့အသင်းလည်းဖြစ်ပါတယ်။ Crystal Palace အသင်းကတော့လက်တလုံးမှာရလက်ပိုင်းဆိုးရွားနေပြီးရှုံးပွဲဆက်နေတဲ့အသင်းဖြစ်ပါတယ်။ဒါပေမဲ့အိမ်ကွင်းပွဲစဉ်တွေမှာဆိုအသင်းကြီးတွေကိုကောင်းကောင်းဒုက္ခပေးတတ်တဲ့အစဉ်လာရှိတာကြောင့်ပုံစံကောင်းတွေရနေတဲ့ Manchester United အသင်းတွေနဲ့အထူးဂရုစိုက်ကစားတော့ဖို့လိုအပ်ပါလိမ့်မယ်။ဒီနှစ်ရဲ့ပြိုင်ပွဲဆုံးနောက်ဆုံးထိပ်တိုက်တွေ့ဆုံထားမှု9ချိန်ကိုကြည့်မယ်ဆိုရင်လည်း Crystal Palace အသင်းက2ချိန်နိုင် Man U အသင်းက2ချိန်နိုင်နဲ့အပြန်အလှန်2ချိန်စီအနိုင်ရရှိထားကြပြီးချက်တစ်ချိန်မှာတော့ဂိုးမရှိတည်ရလက်ထွက်ပေါ်ထားတာကိုတွေ့ရှိခဲ့ရပါတယ်။လက်ရှိအနေအထားကိုကြည့်ရမယ်ဆိုရင်Manchester United အသင်းကနိုင်ပွဲတွေဆက်နေပြီး Crystal Palace အသင်းကတော့အသင်းကြီးတွေနဲ့ဇက်တိုက်တွေ့ဆုံကရှုံးပွဲတွေဆက်နေတဲ့အသင်းလည်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ဒီညပွဲစဉ်မှာနိုင်ရရှိမဲ့အသင်းကိုရွေးချယ်ရမယ်ဆိုရင်တော့ Champions ဆုကိုစတင်အိမ်မက်မက်လာနေတဲ့တန်ဟတ်ရဲ့မန်ချက်ကိုပဲရွေးချယ်သွားခြင်းပါတယ်။ကိုခမန်းရလက်အနေနဲ့ကတော့ Man U 2-1လို့ပဲခမန်းထားပါတယ်။အဆုံးထိကြီးစုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်သွားပေးခဲ့ပါဦး။နောက်ထပ်လည်းပုံမကောင်းမွန်တဲ့ဗီဒီယိုလေးတွေကိုစူးစမ်းပြီးတော့တင်ဆက်ပေးတော့ပါဦးမယ်